Hello friends ယူရပါတော့အားလုံးပဲမြင်ကြပါပါစပတ်တင်မှာတော့ရုပ်ဆိုးမလေးကနေမိတပီးလေးပြောင်းလာတဲ့အကြောင်းလေးကိုဆက်ပြတော့ပြပါတယ်အမလေးငါစီတော့မှပဲရတော့မယ်6ကလည်းစိုးနေတယ်6ကလည်းစိုးစီးလေးတွားဝယ်ဦးမဘာဆိုင်ဘယ်ဆိုင်မှာရှိလဲတော့မသိလာ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 အမြင်ပြီးမှရတော့မယ်မလေးမရဲတကောင်ပဲရဲတယောက်ပြောတော်ရရဲမကြလို့မင်္ဂလာပါမဟာနီကအရင်ရုပ်ဆိုးတယ်ငါဆိုင်တွားနီတော်ရုပ်ဆိုးတာပဲငါလေတော်ရုပ်ဆိုးတယ်ငါမျက်နှာကိုငါမှန်ထဲတော့ပြန်မကြည့်ရတယ်မလီကိုက်တော့ညင်ပြီးမှရမယ်ဒီကဘဒုအိမ်တော့ငါပတ်စံဝင်ခုံးအောင်မပတ်စံလိုတယ်ပတ်စံမလီဒါဘဒုအိမ်နဲ့နားမလဲပါဘူးထားလိုက်ပါတော့မင်္ဂလာပါဦးလေးရဲ့ဒီတော့အော်ယူသူငါစီမနာနဲ့ငါအနာနဲ့ထွက်တော့စားဟင်းတို့ကလည်းငါရုပ်ဆိုးတာနဲ့မဖြစ်တာကြမင်္ဂလာပါအနီတို့နေကရုပ်ဆိုးတယ်ဘယ်လူကြီးတယ်မသိဟုတ်ပါငါစီကငါတို့နှစ်ယောက်ရှိရတယ်ထွက်သွားစမ်းဘယ်သူမှငါ့ကိုမခေါ်ကြဘူးလားမသိပါဘူးကြည့်စရာကြီးဘယ်သူမှငါ့ကိုမခေါ်ကြဘူးငါငိုရှင်းလိုက်တာထိုက်ပါငါငိုမဲအချိန်မရှိတော့ဘူးရေးစကမ်းကိုပြေးကြည့်ရေးစကမ်းမှာရေးရှိလာတော့မတည်ဘူးမင်္ဂလာပါအနီးညရုပ်ဆိုးတယ်အော်လာရေးစကမ်းမှာလူမရှိဘူးဟာဒီကောင်မရုပ်ဆိုးတယ်ဟာဒီကောင်မဘယ်လိုလဲမသိဘူးဟာရေးစရိုင်းငါစိတ်တူလာပြီငါစေးရုံမှာဒီပြုတ်ပြေးမှရတော့မယ်တွားမယ်စေးရုံမှာပြုတ်ပြေးမှုပဲရှိတယ်ဒီကောင်မလေးကငါ့ကိုပြောနေကြတာစိတ်တူလိုက်တာခွဲစိတ်မနေအော်ဒီအန်တီမဟုတ်တော့ဒီထဲမှာခွဲစိတ်မှာဆိုတော့တီပီဟိုမမယူတော့ပြောလိုက်မယ်လေမမယူတော့ပြောလိုက်မယ်ဟာဒီထဲမှာထိုင်တော့ပြောလိုက်တော့ပဲကောင်းပါလေအမကျမခဏကိုလက်ပေါက်ခွဲစိတ်ရှင်လို့ချက်အဲ့ဟုတ်လားအဲ့ဆိုခုနှစ်သိန်းလိုတယ်နော်ဟုတ်အဲ့ဆိုဟိုးနာဝက်ဆောင်လေးဝတ်လိုက်ဘာရောင်လေးနဲ့ရှိရဲ့ဟုတ်ဒီနာဝတ်ဆောင်โอเคဒီဝတ်ပြီးအဲ့ဆိုဟိုခွဲစိတ်တဲ့နေရာကိုတွားလိုက်ဟုတ်ကျေးဇူးပါအမအေးပါအထဲဝင်သွားလိုက်ဆရာဝန်မကြီးညို့ပြုတ်လုပ်ပြီးလိမ့်မယ်ကဲဘယ်တော့ခွဲမလဲကျမဘယ်တော့ခွဲမလဲကျမရဲ့အတောက်ဖြူချင်းလို့ပါဖြူပါပြီနောက်ထပ်ရောနှခမ်းကျမရဲ့နှခမ်းပါရှင်ကျမရဲ့နှခမ်းကိုဖြူဖြတ်ချင်လို့ပါလှလှလေးနောက်ပြီးကြရပြီနော်သပင်ပါရှင်သပင်လေးကိုကြတော့ချီလေးလှုပ်ရှင်နေပါရှင်ခုရှင်လေးတန်းစီသွားလိုက်မယ်ကဲရပြီနင်ရုပ်ရှောထားပြီကွအခုနင်ထားလို့ရပြီကွကျေးဇူးပါချက်ကျေးဇူးပါတော့မအဆန်ဟိုနာပြီဟိုမယူပေးလိုက်ဟုတ်အမိုင်းခွဲစိတ်ပြီးချက်အဲ့ဆို9တောင်းရမယ်9တောင်းပေး9တောင်းဟုတ်9သိန်းလား9သိန်းဆိုဟုတ်တယ်9သိန်းနော်လာရောပါမအေးရပြီပြန်တော့ဟုတ်ကျေးဇူးပါဇလန်ရဲ့ V channel လေးရတော့ဒီလောက်ပါပဲအားလုံးဗီဒီယိုလေးကို like and subscribe နဲ့ခဲ့ကြပါဦးနော်ဒါဒီဘာနဲ့အခုမင်းသမီးဖြစ်သွားပြီလေလှချောလေးပေါ့တဲ့လားလှပလေး V channel လေးကို like and subscribe လုပ်ခဲ့ပေးတော့နော်အားလုံးကျေးဇူးတင်နေ bye bye